မင်္ဂလာပါဒီနေ့ကျွန်တော်တို့အတူတူလေ့လာကြည့်မှာကတော့ David Goggins ရဲ့ Can't Hurt Me စာအုပ်ထဲကအကြောင်းအရာတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့အဓိကကတော့သူ့ရဲ့အလွန်ကြမ်းတမ်းတဲ့ဘဝအတွေ့အကြုံတွေကနေစိတ်သက်ကြမ်းခိုင်မှုကိုဘလို့တိဆောက်ခဲ့တယ်လဲဆိုတာကိုပေါ့နော်ဟုတ်ပါတယ်သူ့ရဲ့ကိုယ်တိုင်ရေးအထူးပစ်တီကိုအခြေခံထားတာဆိုတော့တကယ်လက်တွေ့ဘဝကလာတဲ့အတွေ့အမြင်တွေပေါ့သူ့ရဲ့အစပိုင်းဘဝတကယ်ကိုကြမ်းတမ်းလုံးတယ်အဖေဖီသူ့ရဲ့နှိမ့်ဆက်မှုတွေပေါ့ရုပ်ပိုင်းရောစိတ်ပိုင်းရောပဲကြားတာတောင်တမျိုးပဲဟုတ်ကဲ့ညဘက်ဆိုစကစ်လာမှာအလုပ်ကျန်းလောက်ရကျမ်းပြေမှာအိတ်ရနေနောက်တော့အမေနဲ့ထော့ပြေးခဲ့ကြတယ်ထော့ပြေးပြီးတော့ရောအဆင်ပြေတော့လားအဆင်မပြေပြန်ဘူးစင်ရဲမွဲတဲ့မှုနဲ့ရင်ဆိုင်ရတယ်ပညာရဲ့ခက်ခဲရှိတယ်ပြီးတော့ဟိုတင်လူမျိုးရေးခွဲခြားဆက်ဆံခံရတယ်လေအများကြီးပဲ Brazil Indiana မှာဆိုသူကတူးတဲ့သောလူမြဲလေးဖြစ်နေခဲ့တာတော့ခက်ခဲတဲ့ငယ်ဘဝပဲအဲ့ဒီတော့လေးတက်ကထွက်ပြီးချင်းမှာပို့ဆိုးသွားတယ်လို့ဆိုတယ်ဟုတ်တယ်လေးတက်ကထွက်ပြီးနောက်မှာသူ့ဘဝကလမ်းပြောက်တယ်လို့ဖြစ်သွားတယ်ကိုယ်လေးချင်းကပေါင်ထူးရနီးပါတက်လာပြီးတော့ပုံမွားနေနေရဲ့လို့ကိုလုံနေခဲ့ရတယ်ဘဝကိုလက်လျှော့လိုက်တယ်လို့မျိုးပေါ့အဲ့ဒီလိုအခြေအနေမျိုးပေါ့အဲ့ဒီအချိန်မှာထူးခုတော့ဖြောင်းလဲဖို့လိုနေပြီဆိုတာ तू သိလာတယ်အဲ့ဒီအလေပြောင်းကဘလို့စခဲ့တာလဲအဓိကကတော့ तू တာဝန်ယူမှုစတင်လိုက်တာပဲတနေ့ရေချိုးကမှန်တဲ့မှာသူ့ကိုသူချိပြီးအမှန်တရားကိုရင်ဆိုင်မှုဆုံးဖြတ်လိုက်တယ်အဲ့တော့ तू က accountability mirror လို့ခေါ်တာလားဟုတ်ကဲ့တာဝန်ယူမှုမှန်ပေါ့ကိုယ့်ရဲ့အားနည်းချက်တွေအမားတွေရီမန်းချက်တွေကိုရင်ဆိုင်ဖို့ပြီးတော့လုံးနိုင်မဲ့ပန်းတိုင်သေးသေးလေးတွေကိုပိုစစ်မှာရေးပြီးမှန်မှန်မှာကတ်ထားတယ်နေကိုင်းကိုတတိပိနေတယ်လို့ပေါ့အဲ့ဒီလိုသဘောမျိုးခေါင်းတုံးလိုက်တာကလည်းအပုံရအဝေဆောင်ဆိုတဲ့အပုံရအဝေဆောင်ဆိုတဲ့ဟန်ဆောင်မှုတွေကိုဖျက်ရှားပြီးရင်ခံအမှန်တရားကိုပဲချီတော့မယ်ဆိုတဲ့သင်္ကေတအထူးခုလိုပဲဒါပေမဲ့လေမန်ရှိမှာရပ်ပြီးကိုရင်ဆိုင်အောင်နဲ့တကယ်ပြောင်းလဲမှုကြီးထလာပါမလားစိတ်အားထက်သန်မှုဆိုတာခဏလေးပဲမဟုတ်ဘူးလားအဲ့ဒါ Goggins အဓိကပြောတဲ့အချက်ပဲ motivation ဆိုတာလာလိုက်ပြောလိုက်ပဲတဲ့ခဏတာပဲဟုတ်တကယ်ရရှိပြောင်းလဲမှုကိုမောင်းလင်တာကစီကံ discipline နဲ့ကိုတာဝန်ယူမှု accountability ပဲလို့သူကဆိုတယ်စီကံကပိုရေးချီတယ်ပေါ့အဲ့ဒါကြောင့်ပဲသူ့ရဲ့ပေါင်တရန်ကျော်ပို့နေတဲ့ခန္ဓာကိုယ်နဲ့ Navy SEAL ဖြစ်ဖို့ဆုံးဖြတ်ခဲ့တာတော်ယူထတဲ့ဆုံးဖြတ်ချက်ပဲဟုတ်တယ်ဒါပေမဲ့သူလုပ်ခဲ့တယ်3လအတွင်းမှာကိုလေးချင်းအမိုင်းချပြီး SEAL တန်တန်းကိုဝင်ခဲ့တာဒါကတာဝန်ယူမှုနဲ့စီကံရဲ့စွမ်းအားပဲကြားယုံနဲ့တင်ကြတိထတ်တယ်အဲ့ဒီမှာ तू ဘလို့ကြော်ဖြတ်ခဲ့လဲအဲ့ဒီမှာကတော့နာကျင်ဦးကိုမိတ်ဆွေခွဲဖို့တင်ယူခဲ့ရတာပဲ Hell Week ကာလအတွင်းမှာ तू ဒဏ်ရာတွေအများကြီးရတယ်အဆုတ်ရောင်တာတွေဖြစ်တယ်နှစ်ခါတောင်စူးစမ်းခဲ့ရတာနှစ်ခါတောင်လားဟုတ်တယ်ဒါပေမဲ့အရှုံးမပေးခဲ့ဘူးတတိယအကြိမ်မှာအောင်မြင်သွားတာအဲ့ဒီလိုအဆုံးစုံနာကျင်ပင်ပန်းနေတဲ့အချိန်မျိုးမှာ तू သုံးတဲ့နီးစနစ်တခုရှိလေဘာများလဲ cookie jar လို့သူခေါ်တယ် cookie jar ဘလို့မျိုးလဲအဲ့ဒါကလေကိုယ်ရင်ပင်ပန်းနေချိန်လက်လျှော့ချင်စိတ်ပေါင်နေချိန်မှာအတိတ်ကကိုကြော်ဖျက်ခဲ့တဲ့အခက်ခဲတွေရခဲ့တဲ့အောင်မြင်မှုတွေတေးသေးလေးတွေဖြစ်ပါစေအဲ့ဒါတွေကိုပြန်တတိယပြီးခွန်အားယူတာအတိတ်ကအတွေ့အကြုံတွေကနေလက်ရှိအတွက်အားယူတာပေါ့မမိုင်းဥမမသူဆန်ဒီယေဂိုမိုင်တရားပြေးပွဲမှာမိုင်90လောက်မှလုံးဝမပြေးနိုင်တော့ဘူးဖြစ်သွားချိန်မှာအတိတ်က Hell Week အတွေ့အကြုံတွေတခြားကြော်ဖြတ်ခဲ့တာတွေကိုပြန်တွေးပြီးဆက်ပြေးနိုင်ခဲ့လေစိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီ cookie jar ကိုဘာတိဆောက်လို့ရတယ်ပေါ့ရတာပေါ့ကိုစူးစမ်းခဲ့တာတွေအောင်မြင်ခဲ့တာတွေကိုတတိယနေဖို့မှတ်ထားပွဲလို့တာပြီးတော့ noticing ကမတတ်မသားဖြစ်မှု discomfort ကိုတမင်တကာရှာဖွေတာမျိုးတမင်တကာဒုက္ခရှာတာမျိုးလားဟုတ်တယ်လို့ပဲမိုးရွာနေတော့ထပ်ပြေးတာစောင်းတွင်အေးနေတော့ထပ်လောက်တာမျိုးတွေပေါ့ဒါကစိတ်ကိုပူပြီးကြန့်ခိုင်လာအောင်လေ့ကျင့်ပေးတာ discomfort zone ကိုချိတ်ထွင်တာပေါ့ဒီလိုစိတ်တမျိုးနဲ့ဆိုရင်တော့သူကကိုယ့်ရဲ့ကန့်သက်ချက်တွေကိုဘလို့ညင်မလဲသိချင်တယ်သူတို့ကတော့ကန့်သက်ချက်ဆိုတာများတော့အဖြစ်စိတ်ကဖန်တီးထားတာပဲအဲ့ဒါကိုသူကသူ့ရဲ့အားကစားအောင်မြင်မှုတွေနဲ့တတ်သိပါတယ် Ultra Running လိုမျိုးလားဟုတ်တယ်အတွေးကြုံမရှိဘဲနဲ့ကဘာပြင်းထန်ဆုံးပေးပဲထူးဖြစ်တဲ့ Bellwater 135 မိုင်ကိုပန်းဝင်ခဲ့တယ်နောက်ပူလက်ကဘာစံကျင်တင်မှုစူးစမ်းရတယ်အဲ့ဒါရောအောင်မြင်ခဲ့လားပထမကျင့် TD show မှာမအောင်မြင်ခဲ့ဘူးဒါပေမဲ့သူအမားတွေနဲ့သင်ခန်းစာယူတဲ့ AAR After Action Review လောက်တယ်ဘာမှလည်းဘာပြင်ရမလဲ30တတိယကျင့်မှာ18နာရီအတွင်းပူလက်အကျင့်4030နဲ့စံချိန်တင်နိုင်ခဲ့တယ်အကျင့်4000ကျော်မယုံနိုင်စရာပဲအားစရာကောင်းဆုံးကဘာလဲဆိုတော့ဒီလိုအပြင်းထန်ကြိုးစားမှုတွေအားလုံးကိုသူကမွေးရပါလုံးဝအပေါက်ပါရယောဂ atrial septic defect
AST ရှိနေမှမသိဘဲနဲ့လောက်ပြခဲ့တာ ဟင်ဒါဆိုဒုက္ခနာကိုကအပြည့်အလုံးမလုံးနိုင်တဲ့အခြေအနေမှာတော့ဒီလောက်လုံးနိုင်ခဲ့တာလား အတိအကျပဲဆရာဝန်တွေတော့သူဒီလောက် performance လုပ်နိုင်တာကိုမယုံနိုင်ခဲ့ဘူးဒါကရုပ်ပိုင်းဆိုင်ရာကန်ထက်ချက်ထက်စိတ်ဆွမ်းအားကဘလောက်အရေးပါလဲဆိုတာကိုပြနေတာပဲ အဲ့ဒါကသူ့ရဲ့စစ်စစ်ရာခဲ့စီမံမြင်ခြိုက်တိုက်ဆိုင်နေတယ်လို့ပဲနော် ဟုတ်ပါရဲ့အဲ့ဒီ 40% rule ဆိုတာကလူတွေကမလုံနိုင်တော့ဘူးလို့ခံစားရတဲ့အမှတ်ဟာတကယ်တမ်းသူတို့ရဲ့စွမ်းဆောင်ရည်အစစ်အမှန်ရဲ့40%လောက်မှာပဲရှိသေးတယ်နောက်ထပ်60%လောက်အလားလာကျင်နေသေးတယ်ဆိုတဲ့သဘောပဲ သူ့ဘဝကဒီ rule ကိုတက်တက်ပြနေတာပဲ သိချတာပေါ့ ဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ကြည့်ရအောင် David Goggins စီကနေအဓိကရနိုင်တဲ့သင်ခန်းစာတွေကတော့ကိုအခြေအနေမှန်ကိုရင်ဆိုင်ပြီးတာဝန်ယူမှုအဖြစ်ရှိဖို့ ဟုတ်ကဲ့ နာကျင်မှုနဲ့ဒုက္ခကိုရှောင်မဲ့အစားလက်ခံနိုင်အောင်လေ့ကျင့်ဖို့ ပြီးတော့မွေးရပါအရေးချင်းထက်ဇွဲလုံလစိတ်တကြံကြိုင်မှုကပို့အရေးကြီးတယ်ဆိုတာရဲ့ အမြဲတမ်းကိုပိုကောင်းအောင်ပိုတမ်းမအောင်စ조사နေဖို့လိုတယ်ဆိုတာမျိုးပေါ့သူပြောသလိုတုံးညကနေအမြဲပြန်စပါဆိုတဲ့စိတ်သက် မှန်ပါတယ်အရေးကြီးဆုံးတစ်ခုကတော့ Goggins အမြဲပြောသလိုပဲဒီကြိုးပမ်းမှုကဘယ်တော့မှမပြီးဆုံးမှုဆိုတာပဲအောင်မြင်မှုတစ်ခုရပြီးရင်တောင်နောက်ထပ်စိန်ခေါ်မှုအသစ်တွေကိုယ့်ကိုမတက်မတာဖြစ်စေမယ့်အရာတွေကိုဆက်ရှာနေရမယ်ဒါမှတိုးတက်မှုကဆက်ရှိနေမှာ ဟုတ်ပါတယ်ဒါကြောင့်ဒီနေ့ဒီဆွေးနွေးချက်ကိုနားထောင်ပြီးတော့ကိုယ့်ရဲ့တက်တောင့်တတာဖြစ်နေတဲ့ zone comfort zone ကနေအနည်းငယ်လောက်ယုံထွက်ပြီးစမ်းကြည့်နိုင်မဲ့စိန်ခေါ်မှုတည်တည်လေးတစ်ခုကဘာဖြစ်မလဲဆိုတာကိုစဉ်းစားကြည့်ဖို့တိုက်တွန်းရင်အဆုံးသတ်လိုက်အောင်